ဟာတာအိမ်မက်တွေအတွက်ရှက်မိတယ်ရည်ရွယ်ချက်တဲ့စူးစမ်းခဲ့တာပါပဲငယ်တုန်းကစူးစမ်းခဲ့ကြီးလာတော့စူးစမ်းအခုလဲစူးစမ်းနေစေအသေးချာပြန်တွက်ကြည့်တော့ဘဝရဲ့အမြင့်ဆုံးရည်မှန်းချက်နေစရာအိမ်လုံးဖြစ်နေတယ်အစာအိမ်တစ်ခုဖြစ်နေတယ်အထည်စားတစ်စားဖြစ်နေတယ်တကဘာလုံးပွက်လောရိုက်နေကြသိပ္ပံနည်းပညာခေတ်ကြီးမှာလူအိမ်